ညာအေးတညတောင်ကြီးရွာလေးတစ်ရွာမှာလူတွေကအရန်ကိုလေးစားတဲ့ဘုန်းကြီးတစ်ပါးရှိတယ်။သူ့နာမည်ကဦးတီလာစာယသူဟာတရားတော်တွေကိုနူးညံ့စွာဟောတတ်ပြီးရွာသားတွေကလည်းအရန်တန့်ရှင်းတဲ့ဘုန်းကြီးလို့ယုံကြည်ထားကြတယ်။ဒါပေမဲ့ညတိုင်းညီသူမှမမြင်ရတဲ့အချိန်မှာဘုန်းကြီးကျောင်းရဲ့နောက်ဘက်တောင်တန်းထဲကနေထူးဆန်းတဲ့အတန်တွေထွက်လာတတ်တဲ့ဦးမလုပ်ပါနဲ့အတန်တွေဟာလူတန်လိုပဲမောင်ထွန်းဆိုတဲ့ကောင်လေးတယောက်ကတနေ့ညမှာမိုးရွာတဲ့အချိန်ဘုန်းကြီးကျောင်းမှာနေခွင့်တောင်းခဲ့တယ်ဘုန်းကြီးကပြုံးပြုံးလေးနဲ့ပြောတယ်နေနိုင်ပါတယ်ဒါပေမဲ့ည7 နာရီနောက်ပိုင်းအပြင်မထွက်နဲ့မောင်ထွန်းကလည်းခေါင်းညှိလိုက်တယ်ဒါပေမဲ့ည7 နာရီတိမောင်ထွန်းနိုးလာတဲ့အိတ်ခမ်းအပြင်ဘက်မှာအသားကြီးတဲ့အတန်ချွတ်သူမခံနိုင်တော့ဘူးတကားကိုဖြည်းဖြည်းဖွင့်လိုက်တယ်အပြင်မှာမြင်လိုက်တာကဘုန်းကြီးဦးတီလာစာယသူ့ရဲ့သင်္ကန်းအောက်မှာသွေးဆူနေတဲ့လက်ရှိမှာတော့လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ဘုန်းကြီးကလက်နဲ့အစားစားနေတဲ့မျက်လုံးတွေကလွန်လေးနဲ့မနာမကျင်မသိတဲ့ပုံစံမောင်ထွန်းထိတ်လန့်ပြီးနောက်ကိုပြန်လှည့်ခြင်းတော့မောင်လေးအတန်တခုဘုန်းကြီးရဲ့အတန်မြင်သွားပြီလားမောင်ထွန်းထွက်ပြေးတယ်ဒါပေမဲ့ဘုန်းကြီးရဲ့ခြေလမ်းအတန်ကနောက်ကလိုက်လာနေတယ်တယောက်ထက်လိုအပ်နေပြီမနက်မိုးလင်းတဲ့အချိန်ရွာသားတွေဘုန်းကြီးကျောင်းကိုတွားကြည့်တော့မောင်ထွန်းမရှိတော့ဘူးဘုန်းကြီးကတော့အေးဆေးစွာထိုင်ပြီးတရားဟောနေတယ်လောကမှာအရာရာမတည်မြဲဘူးသူ့လက်မှာတော့သွေးနီတစ်ဆက်ရှောနေစေနောက်ပိုင်းရွာမှာလူတွေတယောက်ပြီးတယောက်ပျောက်သွားကြတယ်ဒါပေမဲ့ဘယ်သူမှမရဲဘူးဘုန်းကြီးကိုမေးဖို့အကြောင်းအရာနောက်ဆုံးညတွေမှာဘုန်းကြီးကျောင်းနောက်ကတောင်တန်းထဲမှာတခုတည်းသောအတန်ကဦးမောင်ထွန်းပျောက်သွားပြီးတဲ့နောက်ရွာတရွာလုံးမှာကြောက်ရွံ့မှုတဖြည်းဖြည်းပြည့်နေတယ်ဒါပေမဲ့ဘုန်းကြီးဦးတီလာစာယကတော့ယခင်လိုပဲအေးအေးဆေးဆေးတရားဟောနေစေရွာတွေကအဖိုးကိုတယောက်အဖိုးမြင့်သူဟာရွာအဟောင်းဆုံးလူတယောက်တနေ့သူပြောလိုက်တဲ့စကားကလူတွေကိုထိတ်လန့်စေခဲ့တယ်ဒီဘုန်းကြီးလူမဟုတ်တော့ဘူးလွန်ခဲ့တဲ့နှစ်ဆက်ကဦးတီလာစာယဟာတကယ်တမ်းတော့မကောင်းတဲ့တီလာရှင်မဟုတ်ဘူးသူကတရားဝင်ဘုန်းကြီးတစ်ပါးတန်ရှင်းစွာနေထိုင်ခဲ့သူတယောက်ဒါပေမဲ့တနေ့တောင်တန်းလေးကပုံးွယ်ထားတဲ့စာရန်တစ်ခုသူတွေ့ခဲ့တယ်။အဲ့ဒီစာရန်မှာလူသားအသားကိုစားသောသူသည်အသက်မဆုံးသေးတာယာသောအာဏာကိုရမည်။အစပိုင်းမှာသူမယုံခဲ့ဘူးဒါပေမဲ့သူ့မိသားစုတရက်ထဲမှာယောဂကြောင့်သေဆုံးသွားတဲ့နေ့သူ့စိတ်ကပြောင်းသွားခဲ့တယ်အသက်ရှည်ခြင်းနဲ့မဆုံးရှုံးခြင်းတော့ဘူး။ညတညသူပထမဆုံးအဖြစ်ကြီးလုပ်ခဲ့တယ်တောင်ထဲမှာလမ်းလွဲလာတဲ့လူတယောက်ကိုတက်လိုက်တယ်ပြီးတော့စားလိုက်တယ်အဲ့ဒီနေ့ကစပြီးသူခန္ဓာကိုယ်မပြတ်တော့ဘူးအသက်ကြီးမှုလည်းရပ်သွားတယ်ဒါပေမဲ့အာဟာရတစ်ခုလိုလာတဲ့လူသားအသားမစားရင်သူခန္ဓာကိုယ်ကနာကျင်လာတယ်အသားတွေပြိုကွဲလာတယ်အဲ့ဒါကြောင့်သူမနေနိုင်တော့ဘူးစားရမယ်အဖိုးမြင့်ပြောတယ်သူဟာလူစားတဲ့ဘုန်းကြီးမဟုတ်ဘူးကျိန်စာတစ်ခုအောက်မှာကျသွားတဲ့မိစ္ဆာတစ်ကောင်ပဲမောင်ထွန်းပျောက်သွားပြီးလူတွေတယောက်ပြီးတယောက်ပျောက်နေတဲ့အခါရွာသားတွေမတိတ်နိုင်တော့ဘူးအဖိုးမြင့်ပြောခဲ့တဲ့စကားတစ်ခုတည်းပဲသူတို့ရဲ့မျှော်လင့်ချက်အယိုးတွေကိုမီးရှို့မှဒီကျိန်စာပြတ်မယ်လူငယ်9 ယောက်ရဲရင်စွာဆုံးဖြတ်လိုက်ကြတယ်ဒီနေ့ညပြီးအောင်လုပ်မယ်သူတို့မှာမီးတောက်လက်ဖက်တန်တူလှန်ဓာတ်စီည7 နာရီသူတို့တောင်ထဲဝင်သွားကြတယ်လေကမသွားသလိုတိတ်ဆိတ်နေတယ်အနံ့တစ်ခုပုံနှံ့မီးအောင်မှာသူတို့မြင်လိုက်တာကအယိုးတောင်ကြီးလူတစ်ယောက်2 ယောက်မဟုတ်ဘူးယာနဲ့ချီတစ်ယောက်ကတုံနဲ့ပြောတယ်ဒါအားလုံးသူစားထားတာလားချွတ်အသားလေးရဲ့အတန်အနောက်ဘက်ကနေဘုန်းကြီးဦးတီလာစာယဖြည်းဖြည်းလှမ်းလာတဲ့ဒီတခါတော့မျက်လုံးတွေအနီရောင်သင်္ကန်းလဲသွေးနဲ့အပြည့်မင်းတို့
မလုံးတင်တာလှုပ်လာကြပြီးလူငယ်တယောက်ထွက်ပြေးခြင်းနဲ့ဒါပေမဲ့ဘုံကြီးလက်တစ်ချက်လှုပ်လိုက်တာနဲ့သူမြေပြင်ပေါ်လဲကျသွားတယ်။အခြားလူတွေအယိုးတွေကိုဓာတ်စီဖြန်းပြီးယခုမှစတင်မယ်။ဘုံကြီးအော်ရဲမီးမထိုးနဲ့အတန်ကလူမဟုတ်တော့ဘူး။မီးတောက်တစ်ခုအယိုးပေါ်ကျသွားတဲ့အချိန်မီးကြီးလောင်ထွက်လာတယ်။ဘုံကြီးအော်တန်အားသူ့ခန္ဓာကိုယ်တဖြည်းဖြည်းပြတ်သွားတယ်။အသားတွေပြိုကျအယိုးတွေထွက်လာအဖိုးမြင့်ပြောခဲ့တာမှန်တယ်။ဒါပေမဲ့မီးတဲကနေအတန်တစ်ခုမပြီးသေးဘူး။မီးလောင်နေတဲ့အယိုးတွေတဲကအရေးတစ်ခုထွက်လာတယ်မဟုတ်ဘူး။ဦးတီလာစာရမဟုတ်တော့ဘူး။မြို့ကြီးဟာမနေ့ကလိုမဟုတ်တော့ဘူး။လမ်းမတွေပိတ်သွားပြီးအိမ်တကားတွေလုံးခတ်ထားကြပြီ။ကိုရဲမင်းတယောက်တည်းအမှန်တရားရှာနေသူတယောက်ပဲသိထားတယ်ဒီအရာကိုရက်ချင်ရင်အရင်းမြစ်ကိုဖျက်ရမယ်သူရဲ့လက်ထဲမှာအဖိုးမြင့်ကြံခဲ့တဲ့စာအုပ်ဟောင်းတအုပ်အဲ့ဒီစာအုပ်ထဲမှာနောက်ဆုံးလိုဝက်ချက်ကျိန်စာကိုဖျက်နိုင်တဲ့နည်းမူလစတင်ခဲ့တဲ့အယိုးနဲ့အခုရှိတဲ့ကိုရဲကဝိညာဉ်ကိုတခါတည်းမိရှို့ရမယ်ကိုရဲမင်းနားလေသွားတယ်ဦးတီလာစာရကိုအဆုံးသတ်ရမယ်ညနေမြို့လေရှိဘုန်းကြီးကျောင်းအဲ့ဒီနေရာမှာဦးတီလာစာရထိုင်နေတယ်သူရှိမှလူတွေမဟုတ်တော့ဘူးကိုရဲမင်းနန်းလာတယ်ဒီနေ့အဆုံးသတ်မယ်ဘုန်းကြီးပြုံးတယ်မင်းတယောက်ထဲနဲ့လားမဟုတ်ဘူးအောက်မှာကိုရဲမင်းစီစဉ်ထားပြီးသားဓာတ်စီမီးတောင်ရွာကယူလာတဲ့မူလအယိုးဒီတခါမင်းမလွတ်တော့ဘူးဖုန်ကြီးအော်ရဲမင်းတို့မရနိုင်ဘူးသူ့နောက်ကလူတွေအလုံးစုံတိုက်ခိုက်လာတဲ့ကိုရဲမင်းမီးကိုမီးထိုးလိုက်တယ်မီးကြီးလောင်ထွက်လာတယ်ဖုန်ကြီးเจ้าတစ်လုံးလုံးဦးတီလာစာရအော်တန်အားသူခန္ဓာကိုပြိုကွဲသွားတယ်ကိုရဲမင်းလဲမီးလယ်မှာရက်နေတယ်သူပြောတယ်မင်းနဲ့အတူဒီချိန်စာကိုလဲမီးထဲဝင်သွားတယ်မနက်မိုးလင်းမြို့တစ်မြို့လုံးတိတ်ဆိတ်နေတယ်လူတွေပြန်ထွက်လာကြတယ်အခြေအနေလူစားတဲ့သူတွေမရှိတော့ဘူးသတင်းထဲမှာအန်ဒီရဲ့ဆုံးဖြတ်သွားပြီးဘုန်းကြီးเจ้าနေရာမှာမီးလောင်ပြီးတဲမြေလူတွေပြောကြတယ်သူ့ကြောင့်ကျွန်တော်တို့အသက်ရှင်ရတယ်နောက်ဆုံးပြကွက်တဲမြေထဲမှာသွေးတဆက်ဖြည်းဖြည်းစီးဆင်းနေတဲ့အတန်တစ်ခုမီးနဲ့အားလုံးကိုမဖြတ်နိုင်ဘူးအနက်ထဲမှာမျက်လုံးတစ်စုံဖြည်းဖြည်းဖွင့်လာတယ်